လုံးပဲမြန်မာအားလုံးပဲမင်္ဂလာပါမြန်မာလက်မှုပညာကိုထိုင်းနိုင်ငံဖဲ့မြို့မှာတွေ့ရှိနိုင်ပါရဲ့ရှင်ဒီနေရာလေးကိုရောက်ရင်တော့မြန်မာပြည်ဒီဖုန်ကြီးကျောင်းကိုရောက်ရင်တော့မြန်မာပြည်မှာရောက်နေရတယ်လို့မျိုးပဲခံစားရပါတယ်နော်အဖေမှာမြန်မာပြည်သားဖေရဟုတ်ရှိနေပါရဲ့ရှင်စိတ်ထဲမှာဆိုရင်မန္တလေးမြို့ကြီးကိုအလဲတစ်ခေါက်ရောက်တယ်လို့မျိုးပဲထင်ရတယ်ပေါ့နော်ဒါကတော့ထိုင်းနိုင်ငံတနေရာမှာရှိတဲ့မြို့လေးတစ်မြို့မှာရှိတဲ့မြန်မာလက်မှုပညာပါနော်ဒီမှာဆိုရင်ဟောဒီလောက်ထိခညာတင်တယ်နေရာလေးပါမန္တလေးမြို့ကိုရောက်နေတယ်လို့ထင်မိရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ရေးထားတာပေါ့နော်ရှေးဟောင်းမြန်မာတရားကာမကျောင်းတရားကာပေါ့နော်မြန်မာလူလေးတွေကောင်းမှုကုသိုလ်ဆိုပြီးတော့မြန်မာလူရေးထားတာပါเนาะဒါကတော့ဒုတိယဝါဆိုလာဆုပ်ကရက်နေ့တွင်ရှင်တိုင်ကိုရွှေချ၍အပြီးသို့ရောက်ပါသည်ဤကျောင်းတိုင်တရားကာမရေအိမ်ဒါနနန္ဒာဒါနုကောင်းမှုအဲ့လိုလေးပေါ့နော်ရေးထားဒီရဲ့အတိုင်တိုင်းမှာပေါ့နော်မြန်မာလူတွေပဲရေးထားတောင်ကြီးချမ်းလို့ရေးထားတာပေါ့နော်အဖိုးကြောင်နံတန်ဒီအဖိုးရတဲ့ပုံပေါ့နော်ဖိုးကနေပြီးတော့ဒီစီဒီဆိုစောက်ထားတယ်ဆိုတော့ပုံစံလေးပါနော်
နော်အရန်နဲ့ကိုကြက်တည်ရှိပြီးတော့အရန်နဲ့ပဲမဟုတ်ရင်မြန်မာပြည်ကိုရောက်နေရတယ်လို့တော့ထင်ရတယ်ပေါ့နော်